မျော်ကိရင်ကနေလှမ်းကြည့်ရတဲ့ vibe မျိုးလေးကွာဒီလားအရန်လာပြီးတော့လေရလည်းအရန်တိုက်တယ်လေတဖြူးဖြူးနဲ့အသက်ရှူအရန်ချောင်းတယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြက်လေးက Future Myanmar Construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ထားတဲ့ RC နှစ်ထပ်ခွဲအိမ်ကိုရောက်နေရပဲဖြစ်ပါတယ်အဲ့တော့မြက်လေးနဲ့အတူတူထဲထဲကိုလိုက်ကြည့်ပါဦးဒါကတော့အိမ်ရှိမျက်နှာစာပုံစံမှာဒီဘက်မှာဆိုလို့ရှိရင်တကားဟိုဘက်တစ်ပေါက်ဒီဘက်တစ်ပေါက်နှစ်ပေါက်ပါတယ်ဒါကတော့အိမ်ရှိမျက်နှာစာပေါ့နော်အဲ့တော့အထက်ထဲလိုက်ခဲ့အောင်ကဲဒါကတော့ဝင်စင်းမှာဒါအကန်လေးပေါ့နော်ပြီးလို့ရှိရင်အောက်ထပ်မှာဆိုလို့ရှိရင်သူက row 2 row ပါတယ် single row 2 row မှာလိုက်ကြည့်ပါဦးဒါကတော့ပထမဦးဆုံး single row လေးပါပြီးတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း single row နောက်တစ်ခန်းရှိသေးတယ်ထဒန်ဒါလေးပါဒါကတော့ single row ဒီဘက်မှာတစ်ခန်းဒီဘက်မှာတစ်ခန်းနှစ်ခန်းပေါ့နော်ဟိုမှာတစ်ခန်းရှိသေးတယ်အဲ့ခန်းဘာဖြစ်မလဲဒါကတော့နောက်ခွင့်မိဖို့ကြောင့်ပါဒါတော့နောက်ခွင့်မိဖို့ကြောင့်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင် तू ကဒီမှာရေချိုးပဲဒီမှာအိမ်သာနှစ်ခုပါတယ်ဒီကနဲ့ဒီဖို့ကြောင့်လည်းကက်ရက်လေးပြီးတော့အပေါ်ထဲမှာရှိသေးတယ်အပေါ်ထဲလိုက်ပြလိုက်ခဲ့ပါကဲဒါကတော့ဒုတိယဓာတ်ပါဒုတိယဓာတ်မှာဆိုလို့ရှိရင်အခုဒီမှာမြင်တွေ့ရတဲ့အတိုင်းတကားတစ်ပေါက်ရှိရပေါ့နော်ဒီတကားကကျတော့အပြင်ကိုထွက်တဲ့ဝဏ္ဏနာပါအပြင်မှာဝဏ္ဏနာသေးသေးလေးတစ်ခုရှိရပြီးတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်တော့ဒီ space အကျယ်ကြီးကကျတော့ကိုယ့်ကိုစိတ်ကြိုက် decoration ဆင်လို့ရတယ်ဒုတိယဓာတ်ကအိမ်ကားလုပ်လဲရဖျားကားလုပ်လဲရကိုယ့်ကိုစိတ်ကြိုက် decoration လုပ်လို့ရတယ်ပေါ့နော်ဒီဘက်ဘေးမှာဆိုလို့ရှိရင် तू က master room နှစ်ခန်းပါတယ်ဒါကတော့ပထမဆုံး master room မှာလိုက်ခဲ့ပါဦးခဏဒါကတော့ပထမဆုံး master room ဒီဘက်ဘေးမှာဆိုလို့ရှိရင် तू ကရေချိုးခန်းအိမ်သာတွဲလျက်ပါတယ်ပြီးတော့ဒီအခန်းနဲ့ကက်ရက်နောက်တစ်ခန်းရှိသေးတယ်အဲ့အခန်းကလည်း master room ပါပဲဒီမှာပါဒီလိုပါဒါကလည်း master room အကျယ်ကြီးပဲဒီအခန်းနည်းနည်းလေးပိုကျယ်လို့ထင်ရပါဘူးဒီဘက်ဘေးမှာ space တစ်ခုထပ်သွားလို့ပေါ့နော်ဒါဒီမှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်သာပါတယ်ပေါ့နော်အပေါ်ထပ်တစ်ထပ်ရှိသေးတယ်နှစ်ထပ်ခွဲဆိုတော့အပေါ်ထပ်လိုက်ခဲ့အောင်ကဲဒါကတော့နှစ်ထပ်ခွဲအာစီတိုက်ကအပေါ်ဆုံးထပ်ပါအပေါ်ဆုံးထပ်မှာဆိုဒီဘက်ဘေးမှာတကားတစ်ခုပါအဲ့ဒါအရှိရဝဏ္ဏနာကိုထွက်တဲ့တကားပေါ့နော်ဒါပေမဲ့ဝဏ္ဏနာကိုပြီးမှပြမယ်အရမ်းမိုက်တယ်ဒီအခါကိုမြင်ပြမယ်ဒါကကြတော့အပေါ်ဆုံးတိုက်ရဲ့ master room မှာသူဆိုလို့ရှိရင်လည်းကျဲကွာဒီလားဒီမှာကျဲပြီးလို့ရှိရင်ဒီဘက်မှာသူကရေချိုးခန်းအိမ်သာပါတယ်ဒီရေချိုးခန်းအိမ်သာကပို့ကျဲဘာဖြစ်လို့ဆိုတော့အထက်မှာသူကဘတ်တက်ပြီးတော့ဘိုးတိုင်းပြီးလို့ရှိရင်သူကရှာဝါတစ်စုံတာပါဘတ်တက်ပါတာပေါ့နော်ပြီးတော့ပြင်ပြီးအရှိမမြင်လေးအရန်သဘောကျတဲ့နေရာတစ်ခုလိုက်ပြလိုက်ခဲ့ပါကဲဒါကတော့ဒီအိမ်မှာညလေးအကြိုက်ဆုံးအပေါ်ရက်ကဝဏ္ဏနာဖြစ်ပါတယ်ဝဏ္ဏနာကတော့အကျယ်ကြီးပဲတရက်ကွက်လုံးပတ်လေကြည့်လို့ရတယ်ကွာဒီဘက်ကိုကြည့်မလားဒီဘက်ကိုကြည့်မလားဒီဘက်ကိုကြည့်မလားကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာသူက lighting ဟိုကမီးအိမ်လေးထားပေးထားတယ်အရန်လာတယ်